အတန်လေးလာရနော်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဖုန်းနဲ့စပီကာနဲ့ချိန်ကြီးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဖုန်းနဲ့ဒီစပီကာကိုချိတ်တဲ့ချိန်မှာ amplifier မသုံးမဲ့နဲ့ကိုယ်တိုင် circuit ဆင်မှာဖြစ်ပါတယ်အဲအကြောင်းဒီဗီဒီယိုအဆုံးထိကြည့်သွားပါနော်အဲ့တော့ဒီအတွက်ဒါ circuit ပြဆင်ဖို့အတွက်အရင်ဆုံးတော့ 1k resistor ပြီးရင် capacitor ဒီ capacitor 16 volt ပြီးရင်100 UF transistor 2 and 222 transistor ပြီးရင် speaker and jack ဖုန်းမှာ audio ထည့်တဲ့ jackအရင်ဦးဆုံးတော့ဒီ transistor ရဲ့ transistor မှာ3ငုတ်ပါတယ်3ငုတ်ရဲ့ဒီဘက်ဘေးငုတ်ကိုခက်ဆော်လိုက်ပြီနော်ခက်ဆော်ပြီးပြီဆိုရင်ရတော့ဒီကောင်နဲ့ရှည်နေတော့ဒီကောင်ကိုဖြတ်လိုက်မယ်နော်ကတ်ကြီးနဲ့တေးသေးချာချာဖြတ်လိုက်မယ်ပြီးရင်ဒီကောင်ကိုဒီလိုလေးခောက်ပြီးတော့အလဲရဲ့ငုတ်လေးမှာခက်သွားဆော်လိုက်မယ်နော်ခဲဆော်ပြီးပြီဆိုတော့ဒီကောင်ရဲ့ဒီ capacitor ရဲ့အပေါင်းနှုတ်ကိုကြည့်ပြီးတော့သူ့ရဲ့ဒီပတ်တီးအဖြူအောင်လေးဖြစ်နေတဲ့ပတ်တီးဖက်ကအနုပ်ဟိုဘက်ကအပေါင်းဒီကောင်ငုတ်ရှင်နေတော့ဒီကောင်ကိုဖြတ်လိုက်မယ်ဒီအနုပ်ဖက်လည်းဖြတ်လိုက်မယ်ပြီးရင်ဒီအနုပ်ဒီအပေါင်းဖက်မဟုတ်ပါဘူးမဟုတ်သေးဘူးနောက်ဆုံးအဲ့ဒီဒီလိုလာရင်ဒီလိုဆိုတော့ဒီလိုထင်နေဟုတ်တယ်အဲ့တော့ဒီမှာခက်ဆော့ပြီးပြီနော်ဒီငုတ် capacitor ရဲ့ငုတ်ကိုဒီအပေါင်းဖက်ငုတ်ကို transistor ရဲ့အလဲ capacitor ရဲ့resistor ရဲ့ဂျာမှာခက်ဆော့လိုက်ပြီနော်ပြန်ကြတော့ဘက်အနုပ်ဖက်ထုတ်နေထွက်နေတဲ့ငုတ်ကိုဒီတိုင်းပဲထားလိုက်ပြီဒီကောင်ကိုခောက်လိုက်မယ်ဟိုဘက်ကလည်းခောက်လိုက်မယ်ခောက်ပြီးပြီဆိုတော့ဒီကောင်ကိုဒီနားမှာကျိုးတွေနဲ့ခက်ဆော့ရမှာဒီကောင်ကကျိုးတွေလာမှာဒီမှာကျိုးတစ်ချောင်းလာမှာ wire ကျိုးဒါကကြတော့ jack ဖုန်း jack audio jack ပေါ့နော်ဒီကောင်ကြတော့ကျွန်တော်ရိုးရိုး jack audio နှစ်ကြနေလဲဖြတ်ပြီးတော့ထုတ်လို့ရပါတယ်နှစ်ကြမရှိရင်ရိုးရိုးအဲ့လိုမျိုးဘောက်တွေမှာသုံးတဲ့ကျိုးကိုလည်းသုံးလို့ရပါတယ်ဒီနားမှာနှစ်ကျိုးလို့တော့ဒီအစိမ်းနဲ့အပြာကိုတစ်ခုလုပ်ပြီးတော့ဒီအနီကိုတစ်ခုလုပ်လိုက်မယ်နော်အနီကတစ်ခုတက်တဲ့ဟိုနှစ်ခုကိုတစ်ခုလုပ်လိုက်မယ်ဘာလို့ဆိုရင်ဒီမှာ plus minus ပဲလို့တာဆိုတော့ဒီနားမှာဒီ minus ဆိုကြတော့အပေါ်ရဲ့ transistor ရဲ့ထွက်နေတဲ့ငုံမှာခက်ဆော့လိုက်ပြီနော်ပြီးတော့ဒီ plug ကိုကြတော့ဒီ capacitor ရဲ့ထွက်တဲ့ငုံမှာခက်ဆော့လိုက်ပြီနော်ဒါ jack ပိုင်းရပါပြီနော်ပြီးရင်သူ့ကို power supply ပေးဖို့မီးပေးဖို့အတွက်ကျိုးလာအရင်ဆုံးတော့ကျိုးမိလာခင်အရင်ဆုံးတော့ဒီကောင်ကိုကြည့်မယ်နော်ဒီက speaker ရဲ့ကျိုး speaker မှာအပေါင်းနှုတ်တိုင်းကိုအနီနဲ့အမဲကျိုးခဲဆော့လိုက်ပြီနော်ကျွန်တော်ရဲ့ချင်းမွေးစွေတငယ်ချင်းများလိုအပ်တဲ့ Dai Electronic Project နဲ့ပတ်သက်တဲ့လိုအပ်တဲ့ဆိုတာရှိရင် comment မှာရေးပေးလိုက်ပါနော်ကျွန်တော်နောက်ဗီဒီယိုမှာအဲ့ဒါရအောင်လုပ်ဖို့စူးစမ်းလိုက်မယ်နော်ဆိုတော့အခုဒီနားလေးမှာကျတော့ကျွန်တော်တို့ဒီအမဲအောင်အနီအောင်ကျိုးကိုရှည်နေတော့ညှက်လိုက်မယ်ပြီးရင်ဒီအမဲအောင်ကျိုးလေးကိုဒီ transistor ရဲ့ resistor နဲ့စုံတဲ့ဖက် transistor ရဲ့ညာဘက်ငုံမှာခဲဆော်လိုက်မယ်နော်အညက်နဲ့ညက်ပြီးတော့ခဲဆော်လိုက်မယ်ကျွန်တော်ကတော့ဒီလိုမျိုး
transistor ရဲ့ resistor ရဲ့ capacitor အဲ့လိုမျိုးdevice တဲ့လက်ကူပစ္စည်းတွေကတော့ကျွန်တော်ဈေးမှာပဲအလွယ်တကူဝယ်လို့ရတယ်နော်ကျွန်တော်ကတော့တချို့မရတဲ့ဟာတွေကတော့ကျွန်တော်Facebook မှာ website ဘာညာတရကတွေ့ရင်ပေါ့နော်အဲ့လိုမျိုးမှာဝယ်လိုက်တယ်လမ်းကြုံပြီးတော့ဒီ USB 5 volt ပေးဖို့အတွက်ဒီ transistor ကိုမီးကျွေးဖို့အတွက်ဒီ capacitor transistor ရဲ့ဘယ်ငုံမှာခက်ဆော်လိုက်မယ်နော်ဒီ jack ရဲ့အနှုတ်ငုံရဲ့ jack ရဲ့အနှုတ်ရဲ့ transistor ရဲ့ဘယ်ရဲ့ဒီ5 volt DC ပေးတဲ့ USB cable နဲ့ခက်ဆော်လိုက်မယ်နော် minus နဲ့ပြီးတော့ဒီအနီအောင်ကြိုးလေးကိုကြတော့ဒီ speaker ရဲ့ minus speaker ရဲ့ plus မှာခက်ဆော်ရမှာနော် join ရမှာပေါ့နော်ရပါပြီအဲ့တော့ပြီးသွားပါပြီဒါဒီလောက်ပါပဲခက်circuit စင်တာဒီလောက်ပါပဲလွယ်ကူပါပဲနားမလဲတာရှိရင်ကျွန်တော်ဒီနောက်မှာပုံပြထားရနော်အဲ့တော့ဒီကောင်ကိုစမ်းကြည့်အောင်ဒီဖုန်းအသွင်းကြိုးခေါင်းနဲ့ဒီ speaker နဲ့ဒီဖုန်းနဲ့ဆန်းအောင်နော်ဖုန်းမှာ jack ကို audio jack ကိုထိုးလိုက်ပါပြီပြီးရင်ဒီကောင်ရဲ့ USB 5 volt cable ဖုန်းအသွင်းကြိုးမှာထိုးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီနားလေးမှာဖြတ်ဆက်မှာထိုးပြီးတော့စမ်းကြည့်ကြည့်မယ်နော်သူ့ကိုမီးပေးပြီးတော့စမ်းကြည့်ကြည့်မယ်အဲ့တော့တချင်ကောင်းတဲ့ဟာလေးရွေးကြည့်ကြည့်မယ်ဒီတချင်ကောင်းမဲ့ခင်ဗျအတန်လေးလာရနော်ရရနော်တုံလားမတုံလားဆမ်းမယ်ဒီလားတွေ့နေနော်ဟုတ်တယ်နော်အဲ့တော့ဒီနေ့အတွက်ဒီလောက်ပဲဒီဘောက်လေးကိုကြိုင်းဒီ speaker amplifier circuit ပြားလေးကိုကြိုင်းရင်ဗီဒီယို like လုပ်သွားပါ channel မှာ new ဆိုရင် subscribe လုပ်သွားပါနောက်ဗီဒီယိုမှာတွေ့ကြရအောင်နော်အဲ့တော့ဒီနေ့အတွက်ဒါပဲ